Okay, အားလုံးမင်္ဂလာပါ BD Trading Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ဒီ ETF ပေါ့နော် Exchange Traded Fund အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ video ကကျွန်တော် overall အနေနဲ့ကျွန်တော် introduction အနေနဲ့ကျွန်တော် sharing လုပ်ပေးမယ်ဒီ video ပြီးဆုံးသွားတဲ့အခါမှာဆိုရင်လူကြီးမင်းတို့အနေနဲ့ ETF ဆိုတာဘာလဲဘယ်နှမျိုးရှိတာလဲစတာတွေကိုလူကြီးမင်းတို့အနေနဲ့သိရှိသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့ဒီ stock share cryptocurrency စတဲ့ဒီ market နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတယ်ဒီ market တွေကိုဝင်လာဖို့စိတ်ဝင်စားတယ်ဆိုရင်ဒီ BD Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပြီးတော့မှဒီ stock market နဲ့ပတ်သက်ပြီးတော့မှတည်ထားတဲ့အခြေခံ candlestick အကြောင်းတွေ market structure အကြောင်းတွေ indicator အကြောင်းစတာတွေကို sharing လုပ်ပေးထားတဲ့ video တွေအများကြီးရှိပါတယ် BD Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပြီးတော့မှချိန်မီအခမဲ့လာပြီးတော့မှလေ့လာလို့ရပါတယ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဒီ intro လုပ်မဲ့ဒီ ETF အကြောင်းကိုကျွန်တော်တို့သွားပြီးတော့မှလေ့လာကြည့်အောင် ETF ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ exchange traded fund ပေါ့နော်သူကကျွန်တော် stock လိုမျိုးပဲသူကဘယ်လိုမျိုးပုံစံနဲ့တူလာလဲ stock ကကျွန်တော်တစ်ခုချင်းစီပေါ့နော် ETF ကကျွန်တော်ဒီ stock တွေကိုအစုလိုက်ဒါမှမဟုတ်အမျိုးအစားပေါင်းစုံကိုထည့်ထားတဲ့ဒီ basket ပေါ့နော်ဒီလိုမျိုးချင်းတောင်းတစ်ခုလိုမျိုးပေါ့သူကကျွန်တော် ETF ထဲမှာဆိုရင်ဒီ stock တွေအများကြီးပါတယ် Apple ပါမယ်ဒီဗာလဲ Microsoft တို့ Tesla စသဖြင့်ပေါ့နော်ဒီ ETF တစ်ခုနဲ့တစ်ခုကကျွန်တော်တို့ holding လုပ်တဲ့ stock တွေမတူကြဘူးပေါ့နော်သူကကျွန်တော်ဒီ ETF မှာဆိုရင်ဒီ stock တွေအပြင်တချို့ ETF တွေကဘာတွေပါလဲဆိုရင်ဒီ bond တွေ commodity တွေစသဖြင့်ပေါ့နော် gold တွေအဲ့လိုမျိုးတွေသူတို့ကင်ထားတယ်သူတို့ကကျတော့ဒီကျွန်တော်တို့ဒီ normal ပုံမှန် stock တွေလိုမျိုးပဲ stock exchange မှာကျွန်တော်တို့ trade လုပ်လို့ရတယ်ရောင်းဝယ်ပြုလုပ်လို့ရတယ်ပေါ့နော်ရောင်းရဝယ်ရလွယ်တယ်သူကကျတော့ဒီဘသူတွေကနေပြီးတော့မှဒီလိုမျိုး exchange trade ကိုစပြီးတော့မှလုပ်တာလဲပေါ့နော်ဘသူတွေက provide လုပ်တာလဲဆိုရင်ဒီတကယ်ဒီကမ္ဘာဒီဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်တဲ့ဒီလိုမျိုးပေါ့နော် Vanguard တို့ BlackRock တို့ဒီတကယ် company ကြီးတွေကဒီ stock တစ်ခုကိုဒီဝယ်တာထက်စာရင်ဒီလိုမျိုး stock အစုအဖွဲ့ပေါ့နော်ဒီလိုမျိုးကိုရင်းနှီးမြှုပ်နှံလို့ရအောင်လို့တနည်းအားဖြင့်သူက diversify လုပ်လိုက်တာပေါ့နော်ဒီချင်းတစ်ခုထဲမှာဒီ stock ပေါင်းစုံတွေထည့်ပြီးတော့မှဒီလိုမျိုး ETF တစ်ခုကိုဝယ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကတခြားသောဒီ sector ပေါ့နော်တခြားဒီကဏ္ဍပေါင်းစုံမှာရှိတဲ့ stock ကိုကျွန်တော်တို့ယင်းနှီးမြှုပ်နှံလို့ရတယ်လို့မျိုးသူတို့ကဖန်တီးပေးထားတာဒါကြောင့်မလို့ ETF တစ်ခုအောက်မှာဆိုရင် stock တွေအများကြီးပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ၃ခုကျွန်တော် class အနေနဲ့ကျွန်တော်ခွဲထားပေးတာပေါ့နော်ကျွန်တော်ခွဲထားပေးတာတော့မဟုတ်ဘူးပေါ့နော်ဒီလက်ရှိဒီ market ဒီမှာဒီခေါ်တဲ့အခေါ်အဝေါ်တွေပေါ့နော်သူရဲ့ဒီ asset base ပေါ့နော်သူကင်တဲ့သူဒီ ETF မှာပါဝင်တဲ့ stock အမျိုးအစားပေါ်မူတည်ပြီးတော့မှသူခွဲထားတာလည်းရှိတယ်နောက်ပြီးတော့မှဒီ leverage ပေါ့နော်သူစနဲ့ပေါ့နော်သူ leverage ပေါ်မူတည်ပြီးတော့မှခွဲထားတာတွေလည်းရှိတယ်နောက်တစ်ခုကကျတော့ဒီ selection base ပေါ့နော် selection base ပေါ်မူတည်ပြီးတော့မှသူခွဲထားတာလည်းရှိတယ်ဒီ asset base ကိုကျွန်တော်တို့ classify လုပ်ကြည့်မယ်ဆိုရင်ဘာတွေပါမလဲဆိုရင်ဒီ asset base ပေါ့ကျွန်တော်တို့သူဒီ ETF အောက်မှာရှိတဲ့ဒီသူ့ရဲ့ဒီ stock ပေါ်မူတည်ပြီးမှသူခွဲထားတာပေါ့နော်သူမှာဆိုရင် stock မှာဆိုရင်လည်းကျွန်တော်တို့က stock မှာဆိုရင်ကဏ္ဍပေါင်းစုံရှိရပေါ့နော်ကျွန်တော်တို့ဒီဘာလဲ AI stock ရှိမယ်နောက်ပြီးတော့မှဒီ technology စသဖြင့်ပေါ့နော်ဒီလိုမျိုးကိုလည်းသူကထပ်ပြီးတော့မှ sector ခွဲထားတယ်နောက်တစ်ခုကကျတော့တကယ်ဒီ blue chip stock တို့ဘာတို့ပေါ့နော်တည်ငြိမ်ပြီးတော့မှတကယ်ဒီရင်းချက်တဲ့တနည်းအားဖြင့်ဒီ American ရဲ့နာမည်ကြီး company တွေကိုပဲစုစည်းပြီးတော့မှဒီလောက်ထားတဲ့ဒီ ETF တွေလည်းရှိတယ်နောက်တစ်ခုကကျတော့ဒီ American ရဲ့ bond ပေါ့နော် American ဆိုရရဲ့ငွေတိုက်စာချုပ်ကိုပဲတည်တံ့ဒီရင်းနှီးမြှုပ်နှံလို့ရတဲ့ bond တွေ bond ETF တွေလည်းရှိတယ်နောက်တစ်ခုကကျတော့ဘာရှိလဲဆိုရင်ကျွန်တော်တို့ aluminum တွေ silver တွေစသဖြင့်ပေါ့နော်ဒီလိုမျိုး commodity ကိုတည်တံ့ holding လုပ်ထားတဲ့ ETF တွေလည်းရှိတယ်နောက်တစ်ခုကကျတော့ crypto ETF တွေလည်းရှိတယ်ပေါ့နော်ဒါကကျတော့ဒီသူရဲ့ asset base ပေါ့နော်သူခိုင်တဲ့ stock အမျိုးအစားပေါ်မူတည်ပြီးတော့မှတနည်းအားဖြင့်သူကင်တဲ့ asset ပေါ့နော်အမျိုးအစားပေါ်မူတည်ပြီးတော့မှဒီခွဲထားတဲ့ဒီ ETF အမျိုးအစားပေါ့နော်တစ်ခုကကျတော့ leverage ပေါ့နော်ဒီ asset base leverage အောက်မှာဆိုရင်ကျွန်တော်တို့ဘာတွေရှိမလဲဆိုရင် unleverage ရှိမယ် leverage ရှိမယ် inverse ရှိမယ်ပေါ့နော် unleverage ဆိုတာကျတော့ပုံမှန်1:1 ratio ပဲပေါ့နော် leverage ဆိုတာကကြတော့ဒီ1:2တို့1:3တို့စသဖြင့်ပေါ့နော်သူကစနေပေါ့နော်သူဆိုလိုတာပါလဲဆိုဥပမာကျွန်တော်တို့ကဒီ ETF ABC ဆိုပါတော့ ETF ABC က S&P 500ရဲ့ဒီ index ကိုသူ track လုပ်တယ်ဆိုရင်တကယ်လို့ S&P 500က 1% တက်တယ်ဆိုရင်တကယ်လို့ဒီ ETF ABC က3ဆ leverage လောက်ထားတယ်ဆိုရင်သူက3% တက်မယ်ပေါ့နော်ဒီလိုမျိုးပေါ့နောက် slide မှာကျွန်တော်ထပ်ပြီးတော့မှအသေးစိတ်ကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးမယ်ပေါ့နော်နောက်တစ်ခုကကျတော့ inverse ETF ကကျတော့ market ရဲ့ direction ရဲ့ဆန့်ကျင်ဘက်ကိုဟိုဘာလဲ trade လုပ်ရတဲ့ဟာပေါ့နော်ဥပမာ S&P 500 1% တက်တယ်ဆိုရင်ဒီ inverse က 1% ကျတယ်ပေါ့နော်အဲ့လိုမျိုးပုံစံကိုကျွန်တော်တို့ inverse ETF လို့ခေါ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီအခုမှဒီ stock market တွေကိုစပြီးတော့မှဝင်ရောက်မဲ့သူတွေအနေနဲ့ကကျတော့ဒီဒုတိယနဲ့တတိယကို
လုပ်ဖို့အကြံလည်းမပေးဘူးပေါ့နော်ဒါ risk လည်းများတယ်တချို့ကမသိဘဲနဲ့ဒီ invest ETF ကိုမှားပြီးတော့မှဒီဝယ်မိတာမျိုးဆိုရင်တော့ဒါ risk အများများတယ်ပေါ့နော်နောက်တစ်ခုက leverage ပေါ့နော်ဒီ leverage ETF ဆိုတာလည်းသူကစနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ရှုံးနေဆိုရင်3ဆ2ဆအစတစ်ပြည့်ရှုံးမယ်နိုင်တယ်ဆိုရင်လည်း3ဆ2ဆနိုင်မယ်ပေါ့နော်ဒါကြောင့်တကယ်အတွေ့အကြုံရှိပြီးတော့မှ pro ဖြစ်တဲ့သူတွေပဲဖိတ်လို့တာများတယ်ပေါ့နော်ဒီအခုမှ stock market ကိုစပြီးတော့မှဝင်ရောက်တဲ့သူတွေအနေနဲ့ကျွန်တော်ဒီ ETF တွေကို trade လုပ်မယ်ဆိုရင်တော့ဒီ unleverage ကိုပဲလုပ်ဖို့ကျွန်တော်အနေနဲ့ဒီအကြံပြုချင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီ selection base ပေါ့နော် selection base ကကြတော့ passive ဆိုတာကကြတော့အခုလက်ရှိရှိနေတဲ့ဥပမာ S&P 500တို့ဒီပါတယ် NASDAQ တို့စသဖြင့်ပေါ့နော်ဒီလိုမျိုးရှိနေပြီးသား index တွေကိုပဲသူက ETF အနေနဲ့ provide လုပ်တာကိုကျတော့ကျွန်တော်တို့ passive လို့ခေါ်တယ်တနည်းအားဖြင့်ဒီသူ့ရဲ့ဒီ ETF အောက်မှာရှိတဲ့ stock တွေကအချိန်နဲ့အမျှသူမပြောင်းလဲနေဘူးသူကဒီတစ်နှစ်မှတစ်ခေါက်ပြောင်းတာတို့စသဖြင့်ပေါ့နော်ဥပမာ S&P 500ကို track လုပ်ပြီးတော့မှဒီလုပ်တဲ့ဒီ ETF အမျိုးအစားဆိုရင်တော့ S&P 500ထဲမှာဒီ S&P 500နေပြီးတော့မှသူ့ရဲ့ဒီ group အောက်မှာရှိတဲ့ store တွေကိုအပြင်ထုတ်လုပ်တာမျိုးပဲသူကဒီ ETF ကိုလာပြီးမှ impact ဖြစ်တယ်ပေါ့နော်တနည်းအားဖြင့်သူကတည်ငြိမ်တယ် risk နည်းတယ် risk နည်းတယ်လို့မျိုးပဲသူရဲ့အမြတ်ကလည်းနည်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့ active active ETF ကကျတော့သူကသူ့ရဲ့အောက်မှာရှိတဲ့ store တွေကိုအများအားသူကပြောင်းလဲနေတယ်အချိန်နဲ့အမျှဒီအပတ်တိုင်းလတိုင်းပေါ့နော်ဒီ stock ရဲ့ဒီ performance ပေါ်မူတည်ပြီးတော့မှသူကအချိန်နဲ့အမျှသူကအယောင်းဝယ်လုပ်နေတယ်ကျွန်တော်တို့ retail trader လုပ်တယ်လို့မျိုးပဲသူကဒီ stock ရဲ့ performance ပေါ်မူတည်ပြီးတော့မှအများအားသူကအချိန်ချက်လုပ်တယ်သူရဲ့အောက်မှာရှိတဲ့ stock တွေကဒီတစ်ပတ်နဲ့တစ်ပတ်တစ်လနဲ့တစ်လမတူကြဘူးပေါ့နော်ဒါကကျတော့ selection base ပြီးတော့မှသူကဒီလိုမျိုး ETF အမျိုးအစားကကျတော့ဒီ fund manager ပေါ့နော်ဒီ stock ကို manage လုပ်ရတဲ့ company ကိုကျွန်တော်တို့ကexpand fee ပေးရတာပေါ့နော်ထိန်းသိမ်း management လုပ်တဲ့ fee ကိုကျွန်တော်တို့နေ့စဉ်ပေးရတယ်ဒီလိုမျိုး active နဲ့ passive နဲ့ရှင်းလာတယ်ဆိုရင် active ကပို့ပြီးတော့မှဒီ expand ratio ပိုများတယ်ပေါ့နော်တနည်းအားဖြင့် maintenance fee ဒီ management fee ကပို့ပြီးတော့များတယ်ပေါ့နော်နောက် slide မှာဆိုရင်ကျွန်တော်ဒီတစ်ခုချင်းစီကိုကျွန်တော်ထပ်ပြီးတော့မှကျွန်တော်အသေးစိတ်ကျွန်တော် sharing လုပ်ပေးပါမယ်Okay ခုနကကျွန်တော်ပြောခဲ့တဲ့ဒီ passive နဲ့ active နဲ့ပေါ့နော်ဒီ passive ကကြတော့ရှိနေပြီးသား S&P 500တို့ဒီ NASDAQ တို့ထဲမှာရှိတဲ့ stock တွေကိုပဲသူက selection လုပ်ပြီးတော့မှသူ ETF အနေနဲ့သူလုပ်လိုက်တာဥပမာ NASDAQ မှာဆိုရင် stock ပေါင်း9000ရှိတယ်ဒါပေမဲ့သူ9000လုံးကိုသူက ETF အောက်မှာသူမထားဘူးဒီ NASDAQ အောက်မှာရှိတဲ့ stock 90ပေါ့နော်အကောင်းဆုံး performance အကောင်းဆုံး stock 90ဒါမှမဟုတ် performance အကောင်းဆုံး stock အရေးအတွက်100ကိုပဲသူက holding လုပ်ထားပြီးတော့မှအဲ့ဒါကိုသူက ETF အနေနဲ့သူပြောင်းလဲလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ NASDAQ အောက်မှာရှိတဲ့ဒီ stock တွေမပြောင်းမချင်းဒီ ETF လည်းပြောင်းမှာမဟုတ်ဘူးပေါ့နော်ဒါကကျတော့ passive ETF ရဲ့သဘောတရားပေါ့နော်သူ့မှာဘာတွေရှိမလဲဆိုရင်သူကခုနကကျွန်တော်ပြောခဲ့လို့ပဲသူ့မှာ lower turnover ပေါ့နော်သူက profit လည်းသူကနည်းတယ်ဒီသူ့ရဲ့ market benchmark ပေါ့နော်သူ့ရဲ့ဒီ market ရဲ့ standard ကိုပဲသူ follow လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအရင်profit လည်းမများဘူး risk လည်းမများဘူးနောက်တစ်ခုဘာရှိလဲဆိုရင်ကျွန်တော်တို့ကဒီ fund manager တွေရဲ့ decision risk ပေါ့နော်ဒီ ETF ကို manage လုပ်တာကျတော့ခုနကျွန်တော်တို့ပြောတဲ့ BlackRock တို့ဒီ Vanguard တို့စီမှာရှိတဲ့တကယ်ဒီ trader တွေပေါ့နော်သူတို့ကတကယ်ဒီ fund manager တွေကဒီ ETF တွေကို manage လုပ်တာပေါ့နော်ဒီလိုမျိုး passive ETF မှာကျတော့ကျွန်တော်တို့ကအဲ့လိုမျိုး rate တွေတိတ်မရှိဘူးဘာလို့လဲဆိုတော့သူကရှိနေပြီးသား index ကိုပဲသူက ETF အနေနဲ့ပြောင်းလဲပြီးတော့မှဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က risk နည်းတယ် profit နည်းတယ်ပေါ့နော်ခုန passive နဲ့မတူတာ active ETF ကကျတော့ဒီ fund manager ပေါ့နော်သူတို့ကိုယ်တိုင်ကတကယ် detail analysis လုပ်ပြီးတော့မှသူကဒီ selection လုပ်ထားတာရွေးချယ်ထားတာပေါ့တနည်းအားဖြင့်ပါဆိုလို့ရှိရင်ဒီ stock market ထဲမှာရှိတဲ့ဒီကောင်းပိတ်ညွှန်းပိတ်ဆိုတဲ့ stock ကိုသူက selection လုပ်ပြီးတော့မှသူ ETF အနေနဲ့သူဖန်တီးထားတာပေါ့နော်ဒီလိုမျိုးဒီ fund manager ကနေပြီးတော့မှ select လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူက higher expense ratio သူကကျွန်တော်တို့ annually ပေါ့နော်နှစ်စဉ်ဒီ ETF ကိုကျွန်တော်တို့ဝယ်မယ်ဆိုရင်ပေးရတဲ့ management fee ကဒီ active ကပို့ပြီးတော့မှဈေးကြီးတယ် passive ထက်စာရင်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ active ETF တွေက expansion ratio များပေမဲ့ကျွန်တော်တို့ကဒီ risk လည်းများတယ် profit လည်းများတယ်သူရဲ့အောက်မှာရှိတဲ့ stock တွေလည်းအချိန်နဲ့အမျှသူပြောင်းလဲနေတယ်ပတ်တိုင်းလတိုင်းသူပြောင်းလဲနေမှာ performance ကောင်းတဲ့ stock တွေကို fund manager တွေကနေပြီးတော့မှသူ selection လုပ်ပြီးတော့မှရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ stock တွေကတသမတ်တည်းရှိနေမှာမဟုတ်ဘူးနောက်တစ်ခုကကျတော့ဗာလဲဆိုရင်ကျွန်တော်တို့ကဒီ active ETF တွေဆိုတာသူကအခုဒီရှိပြီးသားဒီ index တွေပေါ့နော်ဥပမာ S&P 500တို့ဒီ Dow Jones တို့နောက်တစ်ခုက NASDAQ တို့အဲ့ဒီ index တွေထက်သူက performance ကောင်းအောင်သူကဘာဖြစ်လဲ manage လုပ်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးသူကလက်ရှိနေတဲ့ secret ထက်ပို့ပြီးတော့မှသူကောင်းအောင်တနည်းအားဖြင့် profit များအောင်သူလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကဘယ်လိုပြောရမလဲဆိုရင် risk ပို့ပြီးတော့များတယ်ဒါပေမဲ့တကယ်လို့ဒါအဲ့ဒီ fund manager ကောင်းရင်ကောင်းတယ်လို့ profit လည်းအများများတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီလိုမျိုး active ETF မှာဆိုရင်ကျွန်တော်တို့က market risk တွေအပြင်ဘာတွေရှိလဲဆိုရင်ဒီ fund manager တယောက်ရဲ့ဒီ decision making ပေါ့နော်သူတို့ပြုတ်လုပ်လိုက်တဲ့အဆုံးဖြတ်ချက်တစ်ခုကကျွန်တော်တို့အတွက် risk
ဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့ကိုရင်းနှီးမြှုပ်နှံမဲ့ ETF ကဒီ passive ETF လား active ETF လားဒါကျွန်တော်တို့အနေနဲ့ဒီအခုမှ stock market တွေကိုစပြီးတော့မှဝင်လာတဲ့သူတွေနဲ့ခွဲခွဲပြပြသိဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုပြီးဆုံးသွားတဲ့အခါမှာဆိုရင်တော့လူချင်းမင်းတို့အနေနဲ့ဘယ်ဟာက active ETF ဘယ်ဟာကဒီ passive ETF ဆိုတာကိုကိုယ်ပြပြသိသွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေပေါ့နော်တန်တန်တော့လဲကျွန်တော်ဒီအလွယ်ဆုံးဖြစ်အောင်ကျွန်တော်sharing လုပ်ပေးပါမယ် okay ဒါကကျတော့ဒီနှစ်ခုကကျတော့ passive နဲ့ active ETF ရဲ့ကွာခြားချက်ပေါ့နော်နောက်တစ်ခုကကျတော့ခုနလိုမျိုးဟို leverage and leverage နဲ့ inverse ပေါ့နော်ခုနကျွန်တော်ရှင်းပြခဲ့သလိုပဲ and leverage ကကျတော့ကျွန်တော်တို့ normal ETF ပဲ market က1% တက်တယ်ဆိုရင်သူလည်း1%ပဲသူကလိုက်ပြီးတော့မှတက်တယ် market က1% ကျတယ်ဆိုရင်သူက1%ပဲလိုက်ပြီးတော့မှကျတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒုတိယတစ်ခုက leverage ETF ဒါကကျတော့ခုန number 1လိုမျိုးပဲ market တက်တယ်ကျတယ်ဆိုရင်ကျတယ်ဒါပေမဲ့သူကအစနေပေါ့နော်ဟိုမှာကျွန်တော်တို့ဟိုရှန်ကုန်မီတွေစော့တယ်လို့ပဲပေါ့နော်စပေါ့နော်ပွင့်တူတို့ပါတို့ပေါ့အဲ့လိုမျိုးဆိုရင်2စ3စအစတစ်ဖြစ်ပေါ့နော်ဒါလည်းအတူတူပဲတကယ်လို့ဒါကိုဝယ်လိုက်တဲ့ကို trade လုပ်လိုက်တဲ့ ETF က leverage ETF ဆိုရင်တော့ market က1% တက်တယ်ဆိုရင်ကိုက 2x နဲ့ဝယ်ထားတယ်ဆိုရင်တကယ်လို့ကိုဝယ်လိုက်တဲ့ ETF က 2x ကို leverage လုပ်တာဆိုရင်တော့သူက2ဆတက်မယ်1%ဆိုရင်ကိုဝယ်ထားတာ 2% တက်မယ်တကယ်လို့ကျရင်လည်း1% normal ETF က1%ကျတယ်ဆိုရင်ကျွန်တော်တို့ဝယ်ထားတဲ့ ETF က2%ကျမယ်ဒါမျိုးပေါ့နော်ဒီ leverage ကကျတော့ကိုဝယ်လာတဲ့ ETF ပေါ်မူတည်ပြီးတော့မှသူက2ဆလား3ဆလားပေါ့နော်ဒါဒီလဲကျွန်တော်တို့ဒါရွေးချယ်တဲ့အခါမှာဆိုအရင်ရေးကြည့်တယ်ပေါ့နော်ဒီ ETF ကိုရွေးချယ်တဲ့အခါမှာဒီ inverse ETF ကကျတော့ market ဒီ normal market နဲ့သူကဆန့်ကျင်ဘက်ပေါ့နော်တကယ်လို့ဒါ market ကကျတယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲ profit ရတယ်ပေါ့နော်ဒါကကျတော့ဒီမှာကျွန်တော် note လေးနဲ့ရေးထားတယ်ဒီ inverse ETF ကကျတော့သူက daily movement တနည်းအားဖြင့် daily performance ကိုပဲသူက track လုပ်တာတနည်းအားဖြင့်သူကတရက်ချင်းစီပဲပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးအခုမှ stock market ကိုဝင်လာတဲ့သူတွေနဲ့ဒါအရန်ကိုတတိထားရမှာပေါ့နော်တရားကိုဟို rich လဲများတယ်တကယ်လို့ဒါကိုကမတိလိုက်ပဲနဲ့ဒီလိုမျိုးဒီ inverse ETF ကိုတွားပြီးတော့မှ invest လုပ်မိတာမျိုးဆိုရင်တော့ဒါအရန်ကို rich များတယ်ပေါ့နော်ဒါကြောင့်မလို့ဒီတကယ်လို့ဒါအခုမှ stock market ကိုဝင်လာမယ်ဒီ stock တွေကိုလည်းဟိုတစ်ခုချင်းစီလိုက်ပြီးတော့မှanalysis မလုပ်ချင်ဘူးဆိုရင် ETF ကိုဝယ်ဖို့စဉ်းစားတယ်ယင်းနှိမ့်နှံဖို့စဉ်းစားတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့အခုမှစတဲ့လူတွေအတွက်ဒီ unleverage ပေါ့နော် normal ETF ကိုစပြီးတော့မှ try ကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်နောက်မှဒီ leverage တွေပါတွေသွားပါပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ inverse ETF ကိုကျွန်တော်ဟိုမလုပ်ဘူးပေါ့နော်ဘာလို့ဆိုကျွန်တော်ဒီနေ့တိုင်းကျွန်တော်အချိန်လည်းမရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးနေ့တိုင်းကိုကျွန်တော်ဒီ monitoring လုပ်ဖို့ကျွန်တော်မှအချိန်မရှိတဲ့အတွက်ဒီလိုမျိုးဒီ inverse ETF ကိုကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မလုပ်ဘူးပေါ့နော်ဒီမှာကျွန်တော်ဒီ ETF နဲ့ပတ်သက်ပြီးတော့မှ knowledge အနေနဲ့ sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားသောဒီ video ကိုကြည့်နေတဲ့သူတွေကိုလည်းကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးတာပါ okay ဒါဆိုရင်ကျွန်တော် passive ETF ပေါ့နော် passive ETF မှာဆိုရင်ကျွန်တော်တို့ဗာလဲဒီပထမဒါကကျွန်တော်ဒီ market သူတို့ manage လုပ်တဲ့ asset ပေါ့နော်ပေါ်မူတည်ပြီးတော့မှ asset ရဲ့တန်ဖိုးပေါ့နော်တနည်းအားဖြင့် billion dollar billion ပေါ်မူတည်ပြီးတော့မှဒီ secret ထဲမှာဒီ popular ဖြစ်တဲ့ ETF ကိုကျွန်တော် selection လုပ်ပြီးတော့မှရွေးထားတာပါတခြားသောဒီလိုမျိုး ETF တွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီ ETF ကကျတော့ဒီ ETF ချင်းတူရင်တောင်သူကဒီ provide လုပ်တဲ့ဒီခုနဒီဘဏ္ဍာရေးဆိုင်ရာ company တွေမတူကြတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ expense ratio တွေမတူကြဘူးပေါ့နော်ကျွန်တော်ဒီ S&P ချင်းတူရင်တောင်မှသူတို့သုံးခုက S&P ကိုပဲသူက track လုပ်တာဒါပေမဲ့ဒီ provider တွေကွာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒီ expense ratio တွေလည်းမတူကြဘူးပေါ့နော် expense ratio များရင်သူတို့ကို management fee ပေးရတာပိုများတယ်ပေါ့နော်ဒါကြောင့်မလို့တကယ်လို့ဒါဒီ S&P 500ကို track လုပ်တဲ့ ETF ကိုဝယ်ချင်တယ်ဆိုရင်ဘယ်ဟာကိုဝယ်ရမလဲစတဲ့ဒီလိုမျိုး selection နဲ့ပတ်သက်ပြီးတော့မှ video ကိုကျွန်တော်တစ်ခုချင်းစီကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးမယ်ပေါ့နော်အခုတော့မှဒီ16မိနစ်လောက်ရှိသွားပြီပေါ့နော်ဒီ video ကိုကျွန်တော် intro အနေနဲ့လုပ်မယ်လို့ကျွန်တော်ပြောပေးမယ်အခုဒီ slide number 6ပဲရှိသေးတယ်ပေါ့နော် okay ကျွန်တော်တို့မြန်မြန်လေးတွားလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ ETF မှာဆိုရင် bond US government ပေါ့နော် American အစိုးရရဲ့ငွေတိုက်စာချုပ် ETF ဆိုပြီးတော့မှလည်းရှိတယ်ဒါကကျွန်တော် total bond ပေါ့နော် total US government bond ETF နောက်တစ်ခုကကျွန်တော် semiconductor ကိုပဲတည်တံ့ track လုပ်တဲ့ ETF ပေါ့နော် provide လုပ်တဲ့ ETF က SOAX ပေါ့နော်ဒါလည်းရှိတယ်နောက်တစ်ခုကကျွန်တော်ဒီ3နဲ့4ကကျွန်တော် US နိုင်ငံအပြင်ဘက်ပေါ့နော် US နိုင်ငံအဲမှာမဟုတ်တဲ့ company တွေဥမာဒီတရုတ်တို့ဂျပန်တောင်ကိုရီးယားစင်ကာပူလန်ဒန်ဂျာမနီပင်တစ်စသဖြင့်ပေါ့နော်ဒီလိုမျိုး US နိုင်ငံပြင်ပမှာရှိတဲ့ company ကြီးတွေရဲ့ stock ကိုရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ stock တစ်ခုချင်းစီကိုတွားပြီးတော့မှရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ဘူးတစုတစည်းတိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်ဆိုရင်တော့ဒီ ETF နှစ်ခုရှိတယ်ပေါ့နော်ဒါကကျတော့ဒီ BlackRock နဲ့ Vanguard ကနေပြီးတော့မှ provide လုပ်ထားတာနောက်တစ်ခုကကျတော့ Nasdaq 100ပေါ့နော် Nasdaq Stock Exchange မှာဆိုရင်သူက Nasdaq ကကျတော့ပြီးခဲ့တဲ့ video မှာကျွန်တော် sharing လုပ်ပေးထားတာရှိတယ် Nasdaq ကသူကိုယ်တိုင်က index ဖြစ်တယ်နောက်တစ်ခုကသူကိုယ်တိုင်က stock exchange ဖြစ်တယ်ပေါ့နော်အခုလောလောဆယ်စာရင်းအရဆိုရင် Nasdaq မှာ list လုပ်ထားတဲ့ company ပေါင်း9000ကျော်ရှိတယ်အဲ့ဒီ9000ကျော်ထဲမှာမှသူက
first 100ပေါ့နော်အကောင်းဆုံး performance အကောင်းဆုံး100ကိုပဲသူရွေးချယ်ပြီးတော့မှ ETF အနေနဲ့ provide လုပ်ပေးတာပေါ့နော်ဒါကတော့ QQQ ပေါ့နော်ဒါလည်းအရင်ကို popular ဖြစ်တဲ့ ETF ပေါ့နော်နောက်တစ်ခုကကျတော့ဒီ US entire market ပေါ့နော် US တနိုင်ငံလုံးရဲ့ stock ကိုစုစည်းပြီးတော့မှ ETF အနေနဲ့လုပ်ထားပေးတာ provide လုပ်ပေးတာ Vanguard Group ကနေပြီးတော့မှ create လုပ်ပေးတဲ့ ETF ကကျတော့ VTI ပေါ့နော်ဒါကျတော့ US market တစ်ခုလုံးကိုသူကကိုစားပြုတယ်ခွန်8ကိုကကျတော့ S&P 500ကိုသူ ETF အနေနဲ့သူ provide လုပ်ထားပေးတယ်အကုန်လုံးက track လုပ်တဲ့ stock သူအောက်မှာရှိတဲ့ stock တွေအကုန်လုံးတူကြတယ်မတူတာဘာလဲဆိုရင်ဒီ provider ပေါ့နော်ဒီ ETF ကိုဒီ provide လုပ်တဲ့ဒီ financial company တွေမတူကြဘူး State Street Global Advisor BlackRock Vanguard ဆိုပြီးတော့၃ခုသူ၃ခုရှိတယ်ပေါ့နော်ဒါ popular ဖြစ်တဲ့၃ခုဒီ၃ခုထဲမှာခုနကျွန်တော်ပြောခဲ့သလိုပါလဲဆိုရင်သူရဲ့ expense ratio တွေမတူကြဘူး expense ratio အနည်းများပုံမူတည်ပြီးတော့မှကျွန်တော်တို့နှစ်စဉ်ဒီ company တွေကိုပေးရတဲ့ဒီ management fee ကွာသွားတယ်ပေါ့နော်ဒါကကျတော့အဓိကဒီ passive ETF အောက်မှာရှိတဲ့ဒီ popular ဖြစ်တဲ့ ETF တွေပေါ့နော် okay နောက်တစ်ခုကကျတော့ active ကကျတော့ခုနလိုမျိုးကျွန်တော်တို့ဒါလူတိုင်းသိတယ်ပေါ့နော် ARK တို့ပါတို့ဆိုရင်လူတိုင်းသိတယ်ပေါ့နော်ဒါကကျတော့တကယ်ဒီ stock market မှာနာမည်ကြီးတယ်ပေါ့နော်နောက်ပြီးတော့ JP Morgan ဆိုတာ bank ပေါ့နော်ဒါအမေရိကန်မှာရှိတဲ့ bank Vanguard Capital Group Vanguard စသဖြင့်ပေါ့နော်ဒီ stock တွေကကျတော့သူတို့ဒီ ARK တို့ကနေပြီးတော့မှတိုက်ရိုက် invest တိုက်ရိုက် manage လုပ်တာပေါ့နော်ဒီအောက်မှာရှိတဲ့ stock တွေကိုသူကအများအား selection လုပ်နေတယ်သူတို့က detail analysis လုပ်ပြီးတော့မှ stock တွေကိုအယောင်းဝယ်အများအားပြုလုပ်နေတယ်တနည်းအားဖြင့်သူတို့ကခုန passive ETF လိုမျိုးသူကဒီ index တွေကိုပဲ track လုပ်တာမျိုးမဟုတ်ဘဲနဲ့ stock sequence ထဲမှာရှိတဲ့အကောင်းဆုံးဆိုတဲ့ stock တွေကိုသူတို့ကအများအားရွေးချယ်နေတာပေါ့နော်ရွေးချယ်ပြီးတော့မှဒီ ETF အောက်မှာလာပြီးတော့မှသူထည့်ထားတာပေါ့နော်ဒီလိုမျိုး ETF အမျိုးအစားကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင် active active ETF က expansion ratio များတယ် annual management fee ပို့ပြီးတော့များတယ်ပေါ့နော်ဒါနောက် video တွေမှာဆိုရင်ဒီ stock တွေကိုတစ်ခုချင်းစီကျွန်တော်ထပ်ပြီးတော့မှဒီ ETF တွေကိုတစ်ခုချင်းစီကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးမယ်ဒီ ETF အောက်မှာဒီဘာ stock တွေပါလဲပြီးရင်သူရဲ့ expand ratio တွေကဘယ်လိုလဲဒီတစ်ခုနဲ့တစ်ခုဘယ်လိုကွာလဲစသဖြင့်ပေါ့နော်ဒီလိုမျိုး group တူရကိုကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးမယ်ဒီမှာဆိုရင် group တူကြတယ်ပေါ့နော်ဆိုတော့ last cap growth stock ဆိုရင်သူတူကြတယ်ဒီနှစ်ခု final six ဆိုရင်လည်းသူ holding လုပ်တဲ့ဒီဘာလဲ company ဒီ stock တွေကတူကြတယ်ပေါ့နော် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော်တို့ဗာလဲပထမဆုံးကျွန်တော်ဒီ video မှာကျွန်တော် sharing လုပ်ပေးထားတာရှိတယ်ကျွန်တော်တို့ဒီ stock market မှာကျွန်တော်တို့ယင်းနှိမ့်မြုံနှံချင်တယ်ဆိုရင်ဘယ်လိုမျိုးကဏ္ဍဘယ်လိုမျိုး sector မှာယင်းနှိမ့်မြုံနှံရမလဲပေါ့နော်အဓိကအဖြစ်ကျွန်တော်တို့ကဒီ GICS လို့ခေါ်တဲ့ဒီ Global Industrial Classification Standard ကနေပြီးတော့မှ classify လုပ်ထားတာကကဏ္ဍ6ကဏ္ဍ7ခုရှိတယ်ပေါ့နော်ဒီကဏ္ဍ7ခုအောက်မှာလဲကိုကတီးတန့်ယင်းနှိမ့်မြုံနှံချင်တယ်ဆိုရင်ဒီကဏ္ဍ7ခုကိုသွားပြီးတော့သွားပြီးတော့မှယင်းနှိမ့်မြုံနှံလို့ရတယ်ဒါကကျတော့သူ့ရဲ့ ETF ပေါ့နော်ဒါဆိုရင် information technology မှာဆိုရင် XLK ရှိမယ် VGT ရှိမယ်ပေါ့နော်သူ provide လုပ်တဲ့ဒီ company တွေတော့မတူကြဘူးပေါ့နော်ဒါကကျတော့ဒီ selection ကကျတော့သူတို့ manage လုပ်နေတဲ့ဒီ asset ရဲ့ဒီတန်ဖိုးပုံမူတည်ပြီးတော့မှကျွန်တော်ယူထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမှာဆိုရင် information မှာဆိုရင်အကြီးဆုံးက XLK ရှိမယ် VGT ရှိမယ်ပေါ့နော်။နောက်တစ်ခုကဒီကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မှဆိုရင်ဒီလိုမျိုး ETF တွေရှိတယ်။တစ်ခုချင်းစီတော့ကျွန်တော်တို့မသွားတော့ဘူးပေါ့နော်။နောက် video မှာဆိုရင်ကျွန်တော်ဒီတစ်ခုချင်းစီကိုကျွန်တော် expense ratio သူရဲ့ comparison ပေါ့နော်။နောက်တစ်ခုသူတို့အောက်မှာရှိတဲ့ဒီ stock အမျိုးအစားတွေကဘာတွေလဲစတာတွေကိုကျွန်တော် video တစ်ခုချင်းစီကျွန်တော်ထပ်ပြီးတော့မှကျွန်တော် sharing လုပ်ပေးပါမယ်။ဒါဆိုရင်ဒါကျွန်တော်ဘာရှိမလဲ financial sector ရှိမယ် consumer discretionary ရှိမယ် consumer staple ရှိမယ်ပေါ့နော်ဒါတွေအကုန်လုံးကကြတော့ဒီ11 sector အောက်မှာရှိတဲ့ဒီ stock တွေကိုယင်းနှိမ့်မြုံနှံချင်တယ်ဒါပေမဲ့ stock တစ်ခုချင်းစီကိုလိုက်ပြီးတော့မှဒီ analyze လုပ်ရမယ့်အချိန်တွေမရှိဘူးဆိုရင်တော့ဒီလိုမျိုး ETF ပေါ်လာပြီးတော့မှယင်းနှိမ့်မြုံနှံလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ energy ပြီးရင် industry ရှိမယ် material ရှိမယ် real estate ရှိမယ်ပြီးတော့ communication service ရှိမယ်နောက်တစ်ခုက utility ရှိမယ်ပေါ့နော်ဒါတွေအကုန်လုံးကိုကျွန်တော်နောက်ဗီဒီယိုမှာဒီတစ်ခုချင်းစီကိုကျွန်တော် comparison လေးနဲ့ကျွန်တော်ထပ်ပြီးတော့မှလုပ်ပေးမယ်ဒီဗီဒီယိုကအရန်တော့ရှိသွားပြီပေါ့နော်မိနစ်20ကျော်သွားပြီ okay နောက်တစ်ခုကကျတော့တခြားခုန11 sector မှာမပါဘဲနဲ့အခုနောက်ပိုင်းမှာဒီအရန်ကို hot ဖြစ်နေတဲ့ဟာပေါ့နော်အခုမှ AI data center တို့ပေါ့နော်နောက်တစ်ခုကပါလဲဆိုရင် space exploration ပေါ့နော်ဒါကကျတော့တကယ် space 8တို့ဒီ rocket lab တို့ဒီ space travel နဲ့ပတ်သက်ပြီးတော့မှ exploration လုပ်နေတဲ့ company တွေရဲ့ဒီ ETF တွေကိုဝယ်ချင်တယ်ဆိုရင်ယင်းနှိမ့်မြုံနှံချင်တယ်ဆိုရင်ဒီလိုမျိုး ETF တွေလည်းရှိတယ်ပေါ့နောက်တစ်ခုကကျတော့ဒီ aerospace and defense ကကျတော့ industry ထဲမှာတော့ပါတယ်ဒါပေမဲ့ဒီ aerospace and defense ကကျတော့ဒီစစ်ဖက်ဆိုင်ရာနဲ့ပို့ပြီးတော့မှနီးစပ်တယ်ပေါ့နော်သူကကျတော့တခြားသော industry တွေမဟုတ်ဘဲနဲ့အဓိကကာကွယ်ရေးနဲ့ပတ်သက်တဲ့ဒီ ETF stock တွေကိုသူက holding လုပ်ထားတဲ့ဒီ ETF အမျိုးအစားပေါ့နော်ဒီလိုမျိုးဟိုရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ဒီ stock ဒီ ETF နှမျိုးရှိတယ်ပေါ့နော်သူ provide လုပ်တဲ့ provider တွေမတူကြဘူးပေါ့နော်
Okay နောက်တစ်ခုကပါလဲဆိုရင်ခုန inverse leverage နဲ့ inverse ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီမှာဆိုရင်အနီအောင်လေးနဲ့ကျွန်တော်ပြထားတယ်ဒါကကျွန်တော် inverse အခုမှ stock market တွေကိုစပြီးတော့မှစပြီးတော့မှ VRM တူတွေအနေနဲ့ဒီလိုမျိုး inverse ETF ကိုတတိထားတင်တယ်ပေါ့နော်ဒီလိုမျိုး ETF ကိုမှားပြီးတော့မှမဝယ်မိဖို့လိုတယ်ပေါ့နော်တကယ်လို့ဝယ်မိတယ်ဆိုရင်တော့ဒါ risk ကိုအများများတယ်ပေါ့နော်ဥပမာဒါဆိုရင် number 1ကကျွန်တော် leverage ETF leverage မှာဆိုရင် TQQ ပေါ့နော်ပြီးရင်နောက်တစ်ခုကပါဆိုရင် UPRO SPXL SOXL PECL ဒီဟာတွေအကုန်လုံးကကျွန်တော်တို့ track လုပ်တဲ့ဟာတွေကဒီမှာဆိုရင်တူကြတယ်ပေါ့နော်ဒီနှစ်ခုကဘာလဲဆိုရင် S&P 500ကိုပဲသူ track လုပ်တယ်သူက leverage ကို3ဆသူ leverage လုပ်ထားတယ်ဒါပေမဲ့သူက provider တွေမတူကြတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ expansion fee တွေမတူကြဘူးပေါ့နော်ဒါကကျတော့ Nasdaq 100ပေါ့နော်ခုနဘာနဲ့တူလဲဆိုရင်ဒီဗာလဲ QQQ ပေါ့နော် QQQ ကိုသူ leverage လုပ်ထားတာသူလည်းပဲ Nasdaq 100ကိုသူ track လုပ်ပြီးတော့မှ ETF အနေနဲ့သူဖန်တီးထားတာပေါ့နော်ဒါဆိုရင်ဒါကကျတော့အကုန်လုံး3စားတယ်ပဲပေါ့နော်နောက်တစ်ခုက semiconductor မှာဆိုလဲသူရှိတယ် SOXL ပေါ့နော် SOXL ကနေပြီးတော့မှသူ leverage လုပ်ထားတယ် SOXL သူလည်း3စား leverage လုပ်ထားတယ်နောက်တစ်ခုကကျတော့ဒီ tech store ပေါ့နော်ဒီ technology နဲ့ပတ်သက်တဲ့ store တွေကိုပဲသူ ETF အနေနဲ့လုပ်ထားတယ် provide လုပ်ထားတဲ့ဟာကျတော့ဗာလဲဆိုရင်သူလည်းဒီ3စားပေါ့နော် leverage လုပ်ထားတာဒါကဗာလဲဆိုရင် TECL ဒီနံပါတ်2ကကျွန်တော်အနီအောင်နဲ့ပြထားတယ်ကျွန်တော်အများကြီးကျွန်တော်မရှင်းတော့ဘူးပေါ့နော်ဒီလိုမျိုးအခုမှဒီ market တွေကိုစပြီးတော့မှဝင်လာမဲ့သူတွေအနေနဲ့ဒီလိုမျိုး invest ETF ကိုတတိထားဖို့ကျွန်တော်အနေနဲ့ sharing လုပ်ပေးတာပါဒါကြောင့်မလို့ video လည်းနည်းနည်းလေးရှည်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ video ကိုကျွန်တော်ဒီမှာပဲရပ်ချင်ပါတယ်နောက် video မှာဆိုရင်ကျွန်တော်တို့ဒီ American အစိုးရအငွေတိုက်စာချုပ်နဲ့ပတ်သက်တဲ့ ETF အကြောင်းကိုကျွန်တော်တက်ပြီးတော့မှ sharing လုပ်ပေးပါမယ်ဒီ video ကရှည်သွားပြီမဲ့ကျွန်တော် video ကိုအဆုံးမသတ်ခင်မှာကျွန်တော်တစ်ချက်ပြန်ပြီးတော့မှကျွန်တော် recap လုပ်ပေးချင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့လေ့လာခဲ့တာပါလဲဆိုရင် ETF အကြောင်းပေါ့နော် ETF ကပါလဲဆိုရင် exchange traded fund သူကကျွန်တော်တို့ဒီ normal stock လေးတို့မျိုးပဲ stock exchange မှာကျွန်တော်တို့အယောင်းဝယ်လွယ်ကူစွာပြုလုပ်လို့ရတယ်သူကကြတော့ဒီ normal stock တွေနဲ့မတူတာပါလဲဆိုရင်သူကသူ့ရဲ့ ETF အောက်မှာ stock ပေါင်းမြောက်များစွာကိုသူကင်ထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့က ETF တစ်ခုကိုယင်းနှိမ့်မြုပ်နှံလိုက်တာနဲ့ကျွန်တော်တို့ကတခြားသော stock တွေကိုလည်းယင်းနှိမ့်မြုပ်နှံပြီးသားဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကပါဆိုရင်ဒီ ETF ကိုအမျိုးအစားကျွန်တော်တို့ခွဲလိုက်မယ်ဆိုရင်တော့3စားရှိတယ်ပေါ့နော်ဒီ asset base ပေါ့နော်သူကင်တဲ့ stock ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ခွဲလိုက်မယ်ဆိုရင်ဒီ stock ကိုကင်ထားတဲ့ဟာတွေဆိုရင်တော့ stock ETF လို့ခေါ်မယ် bond တွေကိုဆိုရင်တော့ bond ETF နောက်တစ်ခုဒီ commodity တွေကိုကင်ထားတယ်ဆိုရင်တော့ commodity ETF ပေါ့နော်ဒီ video မှာကျတော့ကျွန်တော် commodity နဲ့ crypto ETF ကိုကျွန်တော် cover မလုပ်ထားဘူးပေါ့နော်သူတို့လည်းဒီလိုမျိုး ETF တွေရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးချင်တာပါကျွန်တော်ကိုယ်တိုင်လည်းဒီ commodity crypto နဲ့ပတ်သက်ပြီးတော့မှကျွန်တော်effect ကိုအားမတာဘူးပေါ့နော်Okay နောက်တစ်ခုကပါလဲဆိုရင် leverage ETF မှာဆိုရင်ဘာရှိမလဲဆိုရင် unleverage ရှိမယ် leverage ရှိမယ် invert ရှိမယ်အခုမှ stock market ကိုဝင်လာမဲ့သူတွေအနေနဲ့ leverage နဲ့ invert ကိုကျွန်တော်အနေနဲ့မလုပ်စေချင်ဘူးဒါ risk အများများတယ်ပေါ့နော်ဒီ leverage ဒီ ETF ကိုယင်းနှိမ့်မြုပ်နှံချင်တယ်ဆိုရင်တော့ unleverage ပေါ့နော်ဒီ normal ETF ကိုပဲဝယ်ရောင်းလုပ်ပြီးတော့မှယင်းနှိမ့်မြုပ်နှံမှုနဲ့စစေချင်တယ်ပေါ့နော်လူတစ်တွေကိုနောက်တစ်ခုကကျွန်တော်တို့ဒီ selection base ပေါ့နော်ခုနကျွန်တော်တို့ကဘာရှိမလဲဆိုရင် selection base မှာဆိုရင်နှမျိုးရှိမယ် passive နဲ့ active passive ကကျတော့ဗာလဲဆိုရင်အခုရှိနေပြီးသားဒီ stock market ရဲ့ index ပေါ့နော်ဥပမာ Nasdaq ကိုသူ ETF အနေနဲ့သူ create လုပ်ထားတယ်ဆိုရင် Nasdaq ရဲ့အောက်မှာရှိနေတဲ့ stock အကြီးဥပမာ stock 50 100စသဖြင့်ပေါ့နော်ဒီလိုမျိုးကိုသူက selection လုပ်ပြီးမှ ETF အနေနဲ့သူ provide လုပ်တဲ့ဟာကိုကြတော့ကျွန်တော်တို့ဗာလဲဆိုရင် passive ETF လို့ခေါ်တယ်နောက်တစ်ခု active ETF ကကြတော့ခုနဒီလိုမျိုး Vanguard တို့ဒီ BlackRock တို့ JP Morgan တို့ဒီစတဲ့ဒီဘဏ္ဍာရေး company ကြီးတွေကနေပြီးတော့မှဒီတကယ် fund manager တွေပေါ့နော်ဒီဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတွေကနေပြီးတော့မှ data analysis လုပ်ပြီးတော့မှရွေးချယ်ထားတဲ့ဒီ stock တွေကိုဒီဘာလို့ခေါ်မှာကင်ထားတဲ့ ETF အမျိုးအစားကိုကျွန်တော်တို့ active ETF လို့ခေါ်တယ် passive နဲ့ active ရှင်းလာခဲ့မယ်ဆိုရင် passive က risk နည်းတယ် profit လည်းနည်းတယ်ပြီးရင်သူ့ရဲ့ annual management fee လည်းပို့ပြီးတော့မှနည်းတယ် active ကကြတော့ active ကဒီဗာလဲ profit လည်းများတယ် risk လည်းများတယ်နောက်တစ်ခုဆိုရင်ကျွန်တော်တို့က expense ratio လည်းများတယ်ဘာလို့လဲဆိုတော့ fund manager တွေကဒီ stock market ထဲမှာရှိတဲ့ count page ဆိုတဲ့ stock တွေကိုရွေးချယ်ပြီးတော့မှသူတို့က selection လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကို management fee ပို့ပြီးတော့မှပေးရတယ်ပေါ့နော် Okay ဒါကကျတော့ခုနကျွန်တော်တို့ cover လုပ်ပြီးသွားပြီပေါ့နော်ဒီ leverage and leverage invest ဒါကကျတော့ passive အောက်မှာရှိတဲ့ဒီ popular ဖြစ်တဲ့ ETF ပေါ့နော်ဒါကကျတော့ active အောက်မှာရှိတဲ့ popular ဖြစ်တဲ့ ETF တွေနောက်တစ်ခုကကျတော့ဒီ11 sector အောက်မှာရှိတဲ့ ETF တွေပေါ့နော် Okay ဒါကကျတော့ other sector ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုမှာတော့နည်းနည်း
နည်းနည်းမဟုတ်ဘူးเนาะအများကြီးရှိပါပြီဗောနော်ဒီဒါကြောင့်မလို့ဒီဗီဒီယိုကိုကျွန်တော်ဒီမှာပဲကျွန်တော်ရက်ချင်ပါတယ်နောက်ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်ခုနကကျွန်တော် sharing လုပ်ပေးထားတဲ့ ETF တစ်ခုချင်းစီကိုကျွန်တော်ဗီဒီယိုအနေနဲ့ထပ်လုပ်ပြီးတော့မှကျွန်တော် comparison တွေဒီသူ့ရဲ့အောက်မှာရှိတဲ့ stock မျိုးစားစတာတွေကိုကျွန်တော်ထပ်ပြီးတော့မှ sharing လုပ်ပေးပါမယ်ဒါကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ထပ်ပြီးတော့မှတွေ့ကြမယ်